မင်္ဂလာပါပြန်ရင်းကိုဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်စိတ်ကူးထားတဲ့အရာလေးရည်မှန်းထားတဲ့အရာလေးတစ်ခုတော့ပြပါပြီပြပြီဆိုတဲ့အကြောင်းရင်းလေးကခေါင်းရက်သားသမီးတွေကျွန်တော်အတိမိတ်ဆွေတွေတော်တော်များများပေါ့နော်လူကိုတွေ့တဲ့အခါမှာလမ်းမှာလည်းထင်နေတူသွားတဲ့အဆောင်လေးတွေပေးပါအောင်လားအဆောင်လေးတွေပေးပါလားအဆောင်လေးလိုချင်လို့ပါနော်တောင်းတကြတဲ့သူမျိုးအတွက်ကျွန်တော်လုပ်ပြတင်နေရတယ်တော်တော်ကြာပါပြီဒီရက်ပိုင်းမှာနည်းနည်းလေးစိတ်ကဝမ်းပန်းတတ်တာအားရစွာနဲ့ကျွန်တော်အဆောင်လေးတွေလောက်ထားဖြစ်ပါတယ်နော်အဆောင်နဲ့ပတ်သက်တဲ့ဟာလေးတွေပါဒါကရောင်းမလားလို့မေးရင်ကျွန်တော်မရောင်းပါဘူးနော်ရောင်းတာဝယ်တာမျိုးလုံးဝမလုပ်ပါဘူးနော်ရောင်းတာမျိုးဝယ်တာမျိုးလုံးဝမလုပ်ပါဘူးငွေကြေးနဲ့အယောင်းဝယ်လုံးဝမလုပ်ပါဘူးရောင်းဝယ်လုံးဝမလုပ်ပါဘူးခုနှစ်ရက်သားသမီးများအတွက်ညီတူကိုမဆိုလက်ဆောင်ပေးဖို့ပါနော်ဘယ်သူကိုမဆိုလက်ဆောင်ပေးဖို့ပါဒီအဆောင်လေးတွေဒီအဆောင်လေးတွေကဘာအတွက်သုံးလို့ရတဲ့အဆောင်လဲလို့ပြီးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နှစ်မျိုးပဲရပါသေးတယ်အကြောင်းရင်းနှစ်မျိုးပဲရပါမယ်နံပါတ်1ဈေးရောင်းစည်းဝယ်လုပ်တဲ့သူတွေအတွက်အယောင်းဝယ်ကောင်းစီဖို့လက်လာပါပွင့်စီဖို့အယောင်းဝယ်ကောင်းစီဖို့အတွက်ရမယ်နောက်တစ်ခုမျက်နှာပွင့်စီဖို့စမ်းပွင့်လက်ပွင့်စီဖို့နော်မျက်နှာပွင့်လန်းစီဖို့လူချစ်လူခင်ပေါ်များစီဖို့မိမိသွားလေရနေရာမှာမိမိကိုချစ်သူခင်သူနော်အတိမိတ်ဆွေတွေကောင်းနေအတိမိတ်ဆွေတွေမိအပေါ်မှာမျက်နှာမြင်တိုင်းအပြုံးလေးတွေနဲ့ကြိုဆိုတဲ့သူတွေကြုံစီခြင်းလို့ကြုံဖို့နော်ဒီပြောရမယ်ဆိုလို့ရှိရင်တော့စမ်းပွင့်လက်ပွင့်နှစ်မျိုးပဲရှိပါတယ်စမ်းပွင့်လက်ပွင့်နော်မျက်နှာမြင်ပီယာနဲ့လာဘနှစ်ခုပဲရှိပါတယ်နော်ပီယာနဲ့လာဘနှစ်ခုအတွက်ပဲလက်ရှိမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်ဒါလေးတွေကိုလက်ဆောင်ပေးဖို့အတွက်ကျွန်တော်လုပ်ထားတာဖြစ်ပါတယ်လက်ဆောင်ပေးမှာဖြစ်ပါတယ်လက်ဆောင်ပေးဖို့အတွက်ကိုလည်းတတ်နိုင်တဲ့အပိုင်းလေးမျိုးပေါ့နော်ရတာအခု20ပဲရတယ်နော်အခု20ပဲရတယ်အခု20ပဲရတယ်ဆိုတဲ့အတွက်အယောက်20ကိုပဲပေးနိုင်မှာဖြစ်ပါတယ်အယောက်20ကိုပဲပေးနိုင်တာအားဆရာလိုင်းမွားလူတွေအကုန်လုံးကိုပေးမှလားလိုင်းမွားလူတွေအကုန်လုံးကိုပေးလို့တော့မရပါဘူးကျွန်တော်မော်ဒယ်မှာနေပါတယ်ကျွန်တော်ကိုအပြင်မှာသိကြတဲ့လူတွေလည်းတော်တော်များသိကြပါတယ်သိကြတဲ့အခါလေးမှာကျွန်တော်ဟောကန်အိမ်ကိုတော်၎င်းလာရောက်ပြီးတော့တောင်းယူနိုင်ပါတယ်အလှခံနိုင်ပါတယ်ဒါမှမဟုတ်လို့လမ်းသွားရင်လာရင်ကျွန်တော်နဲ့တွေ့ခဲ့တယ်ဆိုလို့ရှိရင်လည်းအကူအညီတောင်းခံနိုင်ပါတယ်ဘာလို့မဆိုတောင်းခံနိုင်ပါတယ်ဒါပေမဲ့မော်လမြိုင်မှာရှိတဲ့သူလောက်ပဲရမှာပါအပြင်လူတွေတိတ်ပြီးမရနိုင်ပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်အပြင်ဒီပစ္စည်းလေးတွေအပြင်ပို့ရမယ်ဆိုလို့ရှိရင် delivery တွေပါနေကြတော့တိတ်အဆင်မပြေဘူးဆိုတော့ delivery တွေကသူကထားတဲ့နေရာမှာထားမှာလीနော်ထားတဲ့နေရာမှာထားမှာဆိုတော့ဒီမှာထည့်ထားတဲ့အဆောက်အအုံတွေရှိတယ်သူဒီအဆောင်တစ်ခုလုပ်ဖို့အရေးလို့ဆိုတော့သူ့ရဲ့နောက်ပိုင်းလောက်ရတဲ့အရာတွေကများတယ်နော်အဆောက်အအုံတွေနဲ့ပတ်သက်